တူဒီဝန္ဒနာရှင်ချမိတ်ဆွေများအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ဝေကြီးတူဒီ channel ရနေပြီးတော့ကျွန်တော်ရဲ့မိတ်ဆွေများကိုပြန်ပြီးကြိုဆိုပါရစေဒီတစ်ခါမှာတော့ကျွန်တော်မိတ်ဆွေတွေအတွက်အခုလာမဲ့21ရက်3လ2025တောက်ကြနေမနက်ပိုင်း12နာရီ10မိနစ်အတွက်ကျွန်တော်ရဲ့အကောင်းဆုံးပတ်သီးဝမ်းချင်းလေးနဲ့ကျွန်တော်အကြိုက်ဆုံးမိန်းွယ်လေးတွေရန်ွယ်လေးတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့အခုဂျာသပတေးနေ့မှာတော့မနက်ပိုင်းမှာကျွန်တော်4-9နှစ်ကီပေးထားရပါတော့4-9နှစ်ကီရမိတ်ဆွေများမနက်ပိုင်းမှာ9နှစ်ဆိုပြီးတော့ခွေထွက်သွားပါတယ်ညနေပိုင်းမှာဆိုရင်လည်းကျွန်တော်ခွန်ပတ်သီး2ပတ်သီးပေးထားတယ်နော်ထွက်သွားတဲ့ကဏ္ဍ1ခွန်မှာအဲ့တော့ပတ်သီးတော့အောင်တယ်ကျွန်တော်ရွေးကွက်တွေကတော့မမှန်ဘူးပေါ့နော်ပတ်သီးလေးကတော့အောင်ပါတယ်ဟုတ်ပြီဒီတစ်ခါမှာလည်းကျွန်တော်မိတ်ဆွေတွေအတွက်အခုလာမဲ့နော်21ရက်တောက်ကြနေ့နော်အပိန်းနေမနေ့အတွက်ကျွန်တော်ရဲ့အကောင်းဆုံးဝမ်းချင်းလေးကတော့မိတ်ဆွေများခွန်2ဝမ်းချင်းဖြစ်ပါတယ်ပတ်သီး3ပြုကျန်တဲ့မိတ်ဆွေများခွန်ပတ်သီး2ပတ်သီးကိုရရအသုံးပြုလို့ရပါတယ်เนาะကျွန်တော်တို့ဒီ site လေးကတနင်္လာနေ့မှာကျွန်တော်မိတ်ဆွေတွေ26เนาะကျွန်တော်တို့ဒဲအောင်ခဲ့တဲ့ site လေးပါเนาะဒီနေ့မှာတော့တောက်ကြနေ့မှာဒီ site လေးကပြန်ပြီးတော့အလှည့်ကျလို့လာပါပြီဗျာเนาะဒီ site လေးနဲ့ပဲကျွန်တော်တို့တနင်္လာအဖွင့်နေ့မှာเนาะ26ဆိုတဲ့ကဏ္ဍလေးကျွန်တော်ဒဲအောင်ထားပါတယ်အဲ့တော့အခုတောက်ကြနေ့မှာလည်းကျွန်တော်မိတ်ဆွေတွေအတွက်ပေါက်ကဏ္ဍလေးပြန်လို့ကျွန်တော်အကောင်းဆုံးကြိုးစားပေးထားပါတယ်ဟုတ်ပြီဒါတော့ကျွန်တော်အကြိုက်ဆုံးဝမ်းချင်းပတ်သီးလေးပါเนาะခွန်2ဝမ်းချင်းခွန်2ပတ်သီးပါတောက်ကြနေ့မနေ့အတွက်ကျွန်တော်အကြိုက်ဆုံး break လေးလည်းရှိပါတယ်အဲ့ဒါမိတ်ဆွေများ3ည break ရယ်4 break ရယ်ပါเนาะ3ည break နဲ့4 break ကိုကျွန်တော်တို့ main အနေနဲ့ဆော့ပါမယ်အဲ့ဒါဆိုရင်ခွန်ပါတဲ့3ည break ဆိုတော့မိတ်ဆွေများခွန်3ပါနှစ်ပါတဲ့3ည break ဆိုတော့2 8ပါခွန်ပါတဲ့4 break ဆိုတော့ခွန်ပါနှစ်ပါတဲ့4 break ဆိုတော့2ပါအဲ့တော့ကျွန်တော် main အနေနဲ့ကျွန်တော်4ခွက်ရွေးထုတ်ပေးထားတယ်ကျွန်တော်ပြန်ပြောပေးမယ်เนาะခွန်3ရယ်2 8ရယ်ခွန်ရယ်2 2ရယ်เนาะခွန်3 2 8ခွန်2 4ခွက်ပါဒီ4ခွက်ကတော့တောက်ကြမနေ့အတွက်ကျွန်တော်ရဲ့အကြိုက်ဆုံး main 4ခွက်ဖြစ်ပါတယ်အရန်အနေနဲ့ဆိုရင်တော့မိတ်ဆွေများခွန်